Okay ကိုမျိုးကြီးရဲ့မျှော်လင့်ချက်မဲ့เนาะအဲ့တချင်းကိုကျွန်တော် solo tutorial လေးလုပ်ပေးမယ်เนาะဆိုတော့ပထမဆုံး chord လေးအရင်လေ့လာရအောင်เนาะဆိုတော့ပထမဆုံးသူ solo မှာတီးသွားတဲ့ဟာကစတာ E minor နဲ့စမှာเนาะပြီးရင် G major 7ပြီးရင် D ကိုသွားမှာเนาะပြီးရင် A ကိုလာတယ်ပြီးရင် E minor ပဲပြန်သွားတယ်ပြီးရင် G ပြီးရင်ဒီကောင်ပေါ့နော်ဆိုတော့A over D လို့ပြောလား D over A လို့ပြောလားမသိဘူးเนาะဆိုတော့ကျွန်တော်နားလဲရတော့ဒီဘက်က D ရဲ့ဒီဘက်က B စာ A ကို D ရဲ့เนาะပြီးရင်တော့ A ပေါ့နော်ဟုတ်ပြီအဲ့ပြီးရင်ကျတော့သူက F ထဲကိုဝင်သွားတာเนาะဆိုတော့ bridge ကိုရောက်သွားတာဆိုတော့အဲ့ဒါလေးအရင်ဆုံးလေ့လာပေါ့နော်အဲ့ဒါရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ solo တီးတဲ့ဟာလေးပေါ့နော် solo က artificial harmonic တွေတက်ပါတယ်ဆိုတော့အဲ့ဒါကဒီ piano ဒါမှမဟုတ် keyboard မှာလောက်ရတာခက်တဲ့ခါကျတော့ကျွန်တော်တို့ဒီ harmonic နေရာတွေရောက်လို့ရှိရင်အပေါ်ကိုသွားတီးမှရမယ်ပေါ့နော် higher octave ကိုသွားပြီးတော့တီးမှအဆင်ပြေမယ် okay ဆိုတော့စကြည့်အောင်နော်ဆိုတော့ဒီဖာဒီညာနေပဲ don't me so not away ပြီးအဲ့မှာ B နဲ့စထွက်တာပေါ့နော်ပြီးတော့ဘယ်ဘက်က E minor ပေါ့နော်ပြီးရင်ရမှာနော်ပြန်တီးကြည့်မယ် sorry ပြီးရင် harmonic တွေလာပြီနော်ဆိုတော့ဘယ်လိုတီးလဲဆိုလို့ရှိရင်ကျွန်တော်ပြန်ပြမယ်နော်ပြီးရင်ဆိုတော့ E F sharp ပြီးရင်ဒီမှာအပေါ်ကလည်း F sharp နဲ့ E ကိုပြန်ဆက်လိုက်တယ် D E ပြီးရင်အပေါ် E D ပြီးရင်အောက်က A B ပြီးရင် B A ပြီးရင် E နဲ့ F sharp ပဲပြန်လာနော်ပြီးရင် D ကိုသွားမယ်ဟုတ်ပြီနော်အဲ့တော့သူတီလိုက်ဒီလိုလေးဖြစ်သွားမှာနော်ဆိုတော့ enemy တချင်းလေးနဲ့နည်းနည်းလေးသွားဆက်နော်ဆိုတော့ဒီနားရောက်ပြီပြီးရင်ဒီနားမှာနည်းနည်းလေးရှုပ်တယ်နော်သတိထားပြီးကြည့်ကြည့်နော်ဟုတ်ပြီနော်ပြီးရင်arpeggio ကိုလာပြီနော်ဆိုတော့ arpeggio က G ကနေစပါနော်ဆိုတော့ E ကို bass ထောက်လိုက်မယ်ပြီးရင်သူ့ရဲ့ arpeggio က D ကနေစတာနော်ဒါတစ်ပိုင်းနော်ပြန်တီးပြမယ်နော်ပြီးရင်ဆိုတော့ဒီလေးခုနော်ပြီးရင်ဒီသုံးခုနော်ပြီးရင် E minor 7 ဒီကနေနော်ဟုတ်ပြီနော်အဲ့ဒါကိုအပေါ်ကိုတက်သွားမယ်ပြီးရင်ဒီငါးလုံးတီးမယ်နော်ဆိုတဲ့အချိန်မှာဒီ B ကိုရောက်တာနဲ့ဒီကောင်က G ကိုပြောင်းသွားပြီနော်ဆိုတော့အဲ့ဒါကိုအတွဲလိုက်တီးရင်ဒီလိုလေးဖြစ်မယ်နော်အဲ့လိုဖြစ်မယ်နော်ဆိုတော့နည်းနည်းလေးမြန်လာရင်ကြာသူကဒီလိုလေးဖြစ်သွားတယ်နော်ဟုတ်ပြီနော်ဆိုတော့ဒီမှာဆိုရင်နောက်ထပ်တစ်ပိုင်းထပ်လာမှာနော်ဆိုတော့နောက်ထပ် arpeggio ကကြာတော့ဆိုတော့ G9 မယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ shape နဲ့ပြန်ပြောင်းတည်ရပါတော့ဆိုတော့ရမယ်နော်ပြီးလို့ရှိရင်ဒီငါးလုံးမှတ်တာနော်အဲ့မှာကြာတော့သူကငါးလုံးတွဲတီးရမှာနော်ဆိုတော့ကျွန်တော်တို့လေးလုံးတွဲမဟုတ်တော့ငါးလုံးတွဲဖြစ်သွားတာနော်ပြီးရင် E ရနဲ့ဆင်မယ် A အတိုင်းပဲနော် A ကငါးလုံးတက်သွားတဲ့အတိုင်းအဲ့ဒါကိုပြောင်းပြန်ဆင်မယ်ပြီးရင်ဒါပဲဆိုတော့နည်းနည်းမှကျ octave နဲ့တီးလို့ရနော်โอเคနော်ပြီးတော့ရှင်အဲ့နားမှာ तू ကဆရာချက်ကတီးရအရမ်းမြန်တယ် तू ကဘယ်လိုလဲဆိုလို့ရှင်
ဆိုတော့ဒီ9လုံးဒီနော်ပထမတစ်ခုကဒီလားနောက်တစ်ခုကကြာဒါပဲနော်ရမယ်နော်ပြီးလို့ရှိရင် scale လာနော်ဆိုတော့ scale ကကြာတော့သူကတဝက်ကြီးဖြတ်ပြီးတော့တီးထားတာနော်ဆိုတော့ဘယ်လိုမျိုးလဲဆိုရင် D major scale ကိုပဲသူက F sharp ပါနဲ့စတီးမယ်နော် D major scale ကိုပဲဆရာချက်ကဖြတ်ပြီးတော့တီးထားတာနော်ဆိုတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူက F sharp ပါစတီးရနော် F sharp G ပြီးရင်ဆင်းလာမယ် C sharp ရောက်လို့ရှိရင်အပေါ် E ကိုပြန်တက်တယ်နော်ဒီ C sharp ဒီသွားမယ်နော်ပြီးလို့ရှိရင် D ကိုပြန်တက်မယ်ပြီးရင် C ကိုဝင်မယ်အဲ့ဒီအချိန်မှာတစ်ခါလေး F က D ပဲတက်သွားအောင်ဆိုတော့အဲ့လိုမျိုးချိန်ထားရပါတော့သူက bridge နဲ့ဆိုတော့ဖြည်းဖြည်းချင်းတီးလို့ရှိရင်ကြာတော့သူကဒီလိုမျိုးဖြစ်မယ်နော် ice scale ကိုပြန်တီးပြမယ်နော်အဲ့လိုမျိုးဖြစ်သွားတယ်နော်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့ဒီခုန arpeggio နေရာကနေပြန်ပြီးတီးကြည့်အောင်နော်ရမှာနော်ဆိုတော့ဒါပဲအဲ့တော့ကျွန်တော်ဖြည်းဖြည်းချင်းပြန်ပြီးတော့တီးပြမှာနော်ဆိုတော့ကိုယ့်အနေနဲ့ကိုယ်လည်းပြန်ပြီးတော့လေ့ကျင့်ကြည့်လို့ရမယ်ဆိုတော့တန်ဖိုးလေးလည်းနည်းနည်းတင်ပြီးတော့တီးလို့ရမှာနော်ပြန်တီးကြည့်အောင်နော်ဒါပဲပေါ့နော်ဆိုတော့လေ့ကျင့်လို့ရကြပါစေအားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော် bye